လမ်းတရေမုတ်ခေါ်မုတ်ရည်ပါပြုလုပ်နည်းကိုပြောပြပေးပါမယ်ရှင်ဒီနီလန်းကလောက်ရတာအရန်လွယ်ကူပြီးတော့မှစားလို့လည်းအရန်ကောင်းပါတယ်ပါဝင်တဲ့ပစ္စည်းတွေကတော့အိမ်မှာရှိတဲ့ပစ္စည်းတွေကိုလည်းထည့်လို့ရပါတယ်เนาะဒီနီလန်းကအိမ်မှာရှိတဲ့ပစ္စည်းတွေပဲထည့်ထားတာဖြစ်ပါတယ်ပထမဦးဆုံးစံမုတ်ကိုပြုပါမယ်ရှင်စံမုတ်က9စုံပဲထည့်ထားပါတယ်စံမုတ်9စုံကမုတ်ရည်ပါ9ချက်10ချက်ဝင်ကျင်ရပါတယ်ရှင်စံမုတ်ကိုရိုးရာစံမုတ်မတုံးချင်လဲမွေးဆန်အစိမ်းမုတ်တုံးလဲရပါတယ်ရှင်ပြီးရင်ကောက်ညင်မုတ်ပါကောက်ညင်မုတ်ကို3စွန်းလောက်ထည့်ပါမယ်ရှင်စံမုတ်ရဲ့အချိုးတစ်ဝက်လောက်ကိုထည့်လိုက်မယ်နော်စံမုတ်က9စွန်းဆိုရင်ကောက်ညင်မုတ်က3စွန်းခွဲထည့်ပေးပါ3စွန်းခွဲ4စွန်းလည်းရပါတယ်ရှင်ပြီးရင်ဘေကင်းဆိုဒါထည့်ပေးပါရှင်ဘေကင်းဆိုဒါကလက်ဖက်စာစွန်းတစွန်းမဟုတ်ပဲနဲ့3ပုံတစ်ပုံဇွန်းဝက်လောက်ထည့်ပေးပါပြီးရင် yeast ပေါ့နော် yeast ရှိလည်းရတယ်ရှိရင်ထည့်လည်းရတယ်မရှိရင်မထည့်လည်းရပါတယ်ရှင် yeast ကလည်းထမင်းစားစွန်းမဟုတ်ပဲနဲ့လက်ဖက်ရည်စွန်းတစ်ဝက်ပါပြီးရင်ရေကိုဖြည်းဖြည်းညင်တာလောင်းထည့်ပြီးတော့မှမွေပေးပါရှင်မုတ်ရည်ပါဆိုတော့မုတ်ကိုသူအရည်ကိုပြည့်နေအောင်မလုပ်ဘဲနဲ့အရည်ကိုကျဲနေအောင်မွေပေးထားပါမွေပေးပြီးရလာတဲ့အရည်ကိုအခန်းပူချိန်နဲ့တနာရီနှက်ထားပြီးလည်းရတယ်ပေါ့နော်တနာရီခွဲနှက်ထားပြီးလည်းရပါတယ်အခုကျမကတနာရီနှက်ထားပြီးပါတယ်ရှင်တနာရီနဲ့ထားပြီးတော့ရှင်မှာ yeast နဲ့ baking soda ကပွားလာပြီးမုတ်ကကြော်တဲ့အချိန်မှာစားလို့ပိုကောင်းပါတယ်ပြီးလို့ရှိရင်ဆိုရင်ပါဝင်တဲ့ပစ္စည်းကဘာသုံးထားလဲဆိုတော့ကော်ပီထုံးပဲပင်ပေါက်ငရုတ်ဒီဇိန်ဥနီနန်ပင်ပဲပြုတ်မဆလာဘောနော်အဲ့ဒါလေးသုံးထားပါတယ်အဲ့ဒါတွေမရှိပဲကိုအိမ်မှာရှိတဲ့အရွက်တွေလည်းထည့်လို့ရပါတယ်အခုကျမမှာအိမ်မှာရှိတဲ့ပစ္စည်းတွေကိုပဲအလွယ်တကူထည့်ထားတာဖြစ်ပါတယ်ရှင်မုတ်ရည်ပါလုပ်တဲ့အချိန်မှာအပေါ်ကအရွက်တွေကအစိမ်းနဲ့မရအောင်စီပူလေးထည့်ကြော်ပြီးတဲ့အချိန်မှာအပေါ်ကနေအဖုံးနဲ့အုပ်ထားပေးပါရှင်အဖုံးမအုပ်ပဲနဲ့ကြော်လို့ရှင်ဆိုရင်မုတ်ကကျွတ်ပြီးတော့မှအပေါ်ကတင်လိုက်တဲ့အစိမ်းရွက်တွေကစားလို့မကောင်းဘူးเนาะအစိမ်းနဲ့